အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဆရာသူရိန် English Learning Page ကနေကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တတ်ထင်အောင်ရေးထားတယ်ပေါ့နော် Burmese Monk Tales ဆိုတဲ့စာအုပ်ထဲကကျွန်တော်အရင်တစ်ခေါက်ဖတ်ပြထားတယ်ပေါ့နော်ဖတ်လက်စာဖြစ်နေတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရင်ဘုန်းကြီးကျောင်းတွေရဲ့ဒီနေထိုင်မှုပုံစံပေါ့နော်ဘုန်းတွေရဲ့ဒီလူအတိုင်းဝိုင်းနဲ့ဆက်ဆက်မှုနဲ့ဒီနေထိုင်မှုပုံစံနောက်ဘုန်းတွေကျောင်းမှာဘာတွေလုပ်ရလဲစသဖြင့်ပေါ့နော်အဲ့လိုရေးထားတယ်ဒေါက်တာထင်အောင်ရေးထားတယ်Burmese monk တွေmonastery အမ် monastery နဲ့ပတ်သက်တာကိုကျွန်တော်ဒီနေ့ဆက်ပြီးတော့ဖတ်ပြမှာဖြစ်ပါတယ် Okay, the monastery ဘုန်းကြီးကျောင်းတွေပေါ့နော် before 1852เนาะ1852မတိုင်ခင်တော့ဆိုရင် every village had its own monastery ဆိုတော့ရွာတိုင်းမှာကျွန်တော်တို့သူတို့ကိုယ်ပိုင်ဘုန်းကြီးကျောင်းတွေရှိကြတယ် even a hamlet had at least a one room structure with a single monk in residence အဲ့တော့ကျွန်တော်တို့ဒီဘာခေါ်လဲဒီ even a hamlet had at least a one room structure with a single monk in residence เนาะအဲ့တော့ဒီဖုံးနေကြောက်ဒီရွာငယ်လေးတွေတောင်မှကျွန်တော်တို့အာဖုံးတစ်ပါးနဲ့ကျွန်တော်တို့သတင်းတုံးတဲ့နေရာရှိကြတယ်တဲ့เนาะ a larger village or town တကယ်လို့မြို့ကြီးသွားပြီဆိုလို့ရှိရင် had more than one monastery เนาะ monastery တစ်ခုတည်းမှာရှိတယ် in the larger towns like Pegu Prong, Taungu, Amarapura, Avar, and Shwepo, which had been capitals in earlier reigns. And in the golden city of Mandalay, there were large monasteries which were really monastic college with the abbots and the senior monks acting as tutors to hundreds of junior monks in residence. ကျွန်တော်မြို့ကြီးတွေမှာဆိုရင်တော့ကျွန်တော်တို့ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့မကကျွန်တော်ရှိတယ်မြို့အကြီးတွေဖြစ်တဲ့ဒီပဲကူပေါ့နော်ပဲကိုးတို့ပြေတို့တောင်ငူတို့အမရပူရာတို့နောက်ပြီးတော့အင်းဝတို့ရွှေဘိုတို့မှာဆိုလို့ရှိရင်ကျွန်တော်တို့အာ capital အကြီးတွေပေါ့နော်မြို့ကြီးတွေမှာဆိုလို့ရှိရင် especially in the golden city of Mandalay ရွှေမြို့တော်မှာဆိုလဲ there were large monastery เนาะ monastery ဘုန်းကြီးကျောင်းအကြီးကြီးရှိတယ်သူတို့မှာmonastic college လို့ခေါ်တယ်ကျွန်တော်တို့သံဃာတော်တွေအတွက်ဒီတက္ကသိုလ်ကျောင်း system နဲ့ရှိတယ်အဲ့မှာဘုန်းတော်ကြီးabbot ဆိုတာကျောင်းနိုင်ဘုန်းကြီးနဲ့ဒီ senior monks တွေကကျွန်တော်တို့tutor အဖြစ်နဲ့ဘုန်းအငယ်တွေကိုကျွန်တော်တို့စာသင်ပေးတဲ့ကျောင်းတွေမှာရှိပါတယ် The average size monastery in a town or village had an abbot two or three monks who had spent at least 10 years as members of the order and who were thus known as senior monks then and 5 or 6 junior monks အဲ့တော့ကျွန်တော်တို့ဘုန်းကြီးကျောင်းအလက်စားရှိတဲ့ဘုန်းကြီးကျောင်းမြို့တာမန်မြို့တွေပေါ့နော်မြို့နဲ့ရွာကြီးတွေမှာဆိုလို့ရှိရင်ကျောင်းလိုက်ဘုန်းကြီးရှိရယ်နောက်ပြီးတော့ကျောင်းလိုက်ဘုန်းကြီးနဲ့အတူကျွန်တော်တို့ဘုန်းကြီးကျောင်းမှာနော် senior monks တွေရှိရယ်ဖုန်းတွေနောက်ပြီးတော့ဖုန်းအငယ်ဦးစင်းအငယ်တွေ၅ပါးတွေ6ပါးတိကျွန်တော်တို့ရှိကြတယ်နော်အဲ့တော့ in addition, there was a fluctuating number of novices and boys studying in the monastery. အဲ့တော့အဲ့လိုဘုန်းကြီးကျောင်းတွေမှာကျွန်တော်တို့လာပြီးတော့ပညာသင်ကြားနေတဲ့ကိုရင်တွေเนาะလူရွယ်တွေကတော့ fluctuating number เนาะဒီအရေအတွက်အဖြစ်เนาะမငြိမ်ဘူးပေါ့เนาะများလာလိုက်နေသွားလိုက် as the monks were prohibited by the vows from handling gold or silver or money, there was a lay brother who served the monastery as its steward. The monks เนาะဒီဖုံးတွေကကျွန်တော်တို့ငွေတို့ရွှေတို့မကန်အောင်လို့သူတို့ရဲ့ဝိနည်းတော်ရတားမြစ်ထားတဲ့အတွက်ကြောင့်အဲ့မှာလူဝတ်ကြောင်တယောက်ပေါ့เนาะတာဝန်ပေးထားတဲ့လူဝတ်ကြောင်တယောက်ရှိတယ်သူကဝေယဝစ္စခေါင်းဆောင်အနေနဲ့သူကဆောင်ရွက်ရတယ် He also acted as cook no he also acted as cook prepared the evening meals for the boys and residents occasionally the morning meals for the monks themselves when a housewife too busy to cook herself
brought to him rice, raw meat, fish, vegetables, and requested him to prepare and offer them to the monks on her behalf. ဆိုတော့အဲ့ဒီဝေဝဆခေါင်းဆောင်ကိုကတခါလေဒီအာစဖို့မှုပေါ့နော်စာအုပ်ကြီးတာဝန်ကိုလည်းသူကယူရတယ်ဘာလို့လဲဆိုတော့သူကညနေပိုင်းမှာဒီကျောင်းမှာရှိတဲ့လူငယ်တွေကိုထမင်းကျွေးရတယ်လို့လုပ်တယ်တခါလေကြားလို့ရှိရင်ဖုံဖုံနေကြောင်းလာကတ်တယ်ပေါ့နော်ဒီတကာမတွေမအားတဲ့အခါမျိုးမှာဒီအိုးတကြီးကနော်ခေါင်းဆောင်ကသူကတကာမတွေတဲလာပြီးတဲ့ဆန်တွေငါးတွေနော်ဟင်းသီးရွက်တွေကိုချက်ပြုတ်ပြီးတော့နက်အာယုံစွမ်းအဖြစ်သူကဒီတကာမတွေကိုစားသူ့မှာကတ်လူရမယ့်တာဝန်ရှိပါတယ် Okay, so except on grounds of illness or infirmity, it was obligatory for every monk and novice to go around the village in the morning with their begging bowls to receive alms food. So, နော်ဒီတကယ်နေမကောင်းဖြစ်တာဖြစ်ပေါ့နော်သူနေမသိထိုင်မတာဖြစ်တဲ့အချိန်မျိုးဆိုရင်နော်အချိန်မျိုးကလွဲလို့နော်ကျန်တဲ့အချိန်ဆိုလို့ရှိရင်တာဝန်ရှိပါတယ်နော်ဒီဖုံဖုံနေကိုရင်နေဟာသူတို့ကမြို့ရွာထဲမှာမနက်ပိုင်းကိုစောင့်ခံကြွပြီးတော့သူတို့ရဲ့ debate နဲ့ begging bowls နော်သူ receive ဒီလှူဒန်းနဲ့နော်စွမ်းကိုနော်အာယုံစွမ်းကိုလှည့်လည်ပြီးတော့စောင့်ခံဖို့ကသူတို့ရဲ့တာဝန်ဖြစ်ပါတယ် The food received was pulled and eaten together on their return to their monastery အဲ့တော့ဒီရလာတဲ့စွမ်းနဲ့စွမ်းဟင်းတွေကို pull ဆိုတာအကုန်လုံးစုလိုက်တယ်စုပြီးတော့ eaten together အတူတူပဲဖုံးပေးကြတယ်เนาะသူတို့ဘုန်းကြီးကျောင်းပြန်ရောက်တဲ့အခါမှာ however they could accept an invitation by a villager to come and take the morning meal at his house တခါလေကြာရင်เนาะဒါပေမဲ့တခါလေကြာလို့ရှိရင် they could accept an invitation เนาะဘုန်းရွာလူတွေကဖိတ်လို့ခါမျိုးကြာလို့ရှိရင်เนาะသူတို့မနက်ပိုင်းအာယုံစွန်သွားပြီးတော့အာယုံစွန်သွားပြီးတော့အလှူမှာသွားပြီးတော့အာယုံစွန်သွားကတ်တာကိုဖုံးပေးရတဲ့ခါမျိုးလည်းရှိတယ် Such invitations were usually made on Sabbath days namely the 8th day of the waxing moon, the full moon day, and the 8th day of the waning moon, and the day of no moon. အဲ့လို invitation เนี่ยဘယ်လိုနေမျိုးမှာဖြစ်လေရှိလဲဆိုတော့ဥပုံနေလိုဟာမျိုးတွေเนาะဒါတစ်ခုကဥပုံနေလိုဒါမျိုးဒါမဟုတ်လို့လာပြည့်ကျော်ရှေ့ရမြောင်နေလို့เนาะလာပြည့်နေလို့เนาะနောက်ပြီးတော့လာစုပ်ရက်เนาะလာစုပ်ကဲရှေ့ရမြောင်နေလို့ဟာမျိုးလို့เนาะနောက်လာကွယ်နေလို့ဟာမျိုးမှာဒီလိုမျိုးအလှအတန်းတွေရှိလို့ရှိရင်တော့ဘုံတွေကကြွပြီးတော့တကာမတွေအိမ်မှာစွန့်ဖုံးပေးရတာဖြစ်ပါတယ် and invitations were also given one days which were of importance to the particular villager as for example the anniversary of his parents' deaths or the birthday of his wife his child or himself ဆိုတော့ဒီ invitation တွေကဘယ်လိုဟာမျိုးတွေလဲဆိုတော့ဒီစွန့်ကြွေးတရားနာလိုဟာမျိုးလို့เนาะဒါမှမဟုတ်လေတယောက်ကွယ်လွန်သွားတဲ့အတွက်เนาะဒီလိုမျိုးအတွက်ရည်စူးပြီးလှူတဲ့အလှူတန်းမျိုးเนาะမွေးနေ့အလှူမျိုးလိုဟာမျိုးဒါမျိုးမှာဆရာတော်တွေတန်ဃာတော်တွေကကြွပြီးတော့အလှူမှာကြွရတယ်ကြွရတဲ့အလေးထားရှိပါတယ် On Sabbath days many Sabbath keepers came to the monastery with offerings of lamb foods for the monks ဥပုပ်နေ့တွေများမှာဆိုလို့ရှိရင်တော့ဥပုပ်သည်တွေဟာ Sabbath keepers monastery ဘုန်းကြီးကျောင်းလာပြီးတော့เนาะဘုန်းကြီးကျောင်းမှာလာပြီးတော့ဆုံးနေကြကြတယ်ဆရာတော်တွေအတွက်เนาะဒါကတော့အရင်တော့ကထုံးတမ်းစင်တာဖြစ်ပါတယ် A monastery consisted of more than one building. In addition to the building occupied by the monks, the novices, and the boys, there were an ordination hall, a preaching hall where the abbot or senior monk preached to the congregation on Sabbath days, and one or two rest houses for the Sabbath keepers. Monastery ဘုန်းကြီးကျောင်းမှာเนาะအဆောက်အဦတွေကတစ်ခုတည်းမကပို့ရှိတယ်တချို့အဆောက်အဦတွေကဆရာတော်တွေကိုရင်နေနောက်ပြီးတော့ကျောင်းသားတွေပေါ့เนาะသူတို့ဒီနေရဲ့အဆောက်အဦသူတို့အဲ့အဆောက်အဦထဲမှာကျွန်တော်တို့တရားနာတဲ့เนาะတရားနာတဲ့ hall ရှိတယ်နောက်ပြီးတော့တရားနာတဲ့ hall เนาะတီလာပေးတဲ့ hall เนาะဆရာတော်ကြီးကျောင်းနိုင်နေရเนาะတခါလေကျတော့ဆရာတော်ကြီးဆုံးမဩဝါဒပေးတဲ့เนาะနေရာเนาะဥပုပ်တီလာပေးတဲ့နေရာတွေရှိခဲ့
နောက်ပြီးတော့တချို့အဆောင်တွေတချို့အိမ်လေးတွေကတော့ဒီတစ်ခါတလေအာလာပြီးဥပုသ်ဆောင်တဲ့သူတွေတဲတယ်ယောဂီဆောင်လေးတွေလည်းရှိကြတယ် one or two rest houses เนาะဒါယောဂီဆောင်ပြောတာပါ The monastery usually stood in a large garden of fruit and flower tree ဆိုတော့ဘုန်းကြီးကျောင်းတွေကများသောအားဖြင့်တော့ဆရာတို့ဒီဥယျာဉ်ကြီးပေါ့နော်ပန်းပင်တွေဒီအာတတိပင်တွေရှိတဲ့အကျယ်ဝန်းထဲမှာဘုန်းကြီးကျောင်းတည်ထောင်ထားတာများပါတယ် monastic discipline နော်ဘုန်းကြီးကျောင်းတွေရဲ့စီကံပိုင်းပေါ့နော်စီကံပိုင်း The monastery was a place of decorum and discipline and monastic life was austere monastery ဘုန်းကြီးကျောင်းဆိုတာ a place of decorum and discipline နော် decorum ဆိုတာကျွန်တော်တို့စောင့်ထိန်ရမယ်နော်စောင့်ထိန်ရမယ်ကျင့်ဝတ်တွေနဲ့နော်ညီမျှအောင်နေရတဲ့စီကံတွေနဲ့ကြက်မှတ်ထားတဲ့နေရာဖြစ်ပြီးတော့ဒီဘုန်းကြီးကျောင်းဆက်ဆက်တဲ့ဟုတ်ပြီးနေထိုင်မှုပုံစံကတော့ချိုးချံနဲ့ချိုးချံနဲ့နေတဲ့ချိုးချံပြီးတော့နေတဲ့ပုံစံဖြစ်ပါတယ်เนาะဘုန်းကြီးကျောင်းရဲ့ life ကလေ The boys are required to keep the 5 precepts the novices there are 95 rules of training and the monks 277 rules ဆိုတော့အဲ့မှာဘုန်းကြီးကျောင်းမှာလာကျောင်းဆောင်တက်တဲ့ဘုန်းကြီးကျောင်းသားတွေဆိုလို့ရှိရင်၅ပါးသီလတိဆောက်၅ပါးသီလမြင်ရတယ်၅ပါးသီလယူရတယ်ကိုရင်လေးတွေဆိုလို့ရှိရင်เนาะတိတ်ခါဘုတ်เนาะ65တိတ်ခါဘုတ်65ပုဂ္ဂိုလ်စောင့်ထိန်ရပြီးတော့တကယ်ရှင်တန်ဃာတော်တွေကတော့ဝီနီတော်229ဝီနီတော်229သွဲကိုစောင့်ထိန်ပြီးတော့နေရတာဖြစ်ပါတယ်စောင့်ထိန်ဖို့လိုအပ်ပါတယ်ဒါကဘုန်းကြီးကျောင်းကြီးရဲ့လိုအပ်ချက်စီကံဖြစ်ပါတယ် The monks were exhorted to meditate and all are required to be diligent in study ဘုန်းတွေကတော့သူတို့တရားအားထုတ်ဖို့အတွက်တိုက်တွန်းထားတာဖြစ်ပါတယ်တိုက်တွန်းခြင်းခံရတယ်နော် and all are required to be diligent in study ဆိုတော့အကုန်လုံးကစာကြိုးစားဖို့နော်ဒီဗုဒ္ဓတရားတော်တွေကိုအပတ်တကုတ်ကြိုးစားသင်ယူဖို့အတွက်လိုအပ်ပါတယ်နော်ဒီမှာရှိတယ်ကျောင်းမှာရှိတဲ့သူအားလုံး only the lay brother was not under any special rule of discipline but he also kept the 8 precepts on many days and occasionally the 10 precepts lay brother ဆိုတော့ခုနဒီဝေယဝဆခေါင်းဆောင်ပေါ့နော်လူဝိကြောင်ဖိုးသူတော်ပဲပြောရတော့ဖိုးသူတော်ကတော့သူ့မှာတခါလေသူ10ပါးသီလတိဆောက်မယ်တခါလေသူ10ပါးသီလသူခံယူပြီးတော့နေရတာဖြစ်ပါတယ် The monks and novices wore yellow robes and the lay brother usually dressed in white เนาะဖုံနေရတော့ဒီအဝါရောင်เนาะသင်္ကန်းကိုเนาะရှင်မဲရတာဖြစ်ပြီးတော့ပို့သူတော်ကတော့အဖြူရောင်ဝတ်ဆောင်သူဝတ်တာဖြစ်ပါတယ် but the boys were ordinary dress ကျောင်းသားတွေကတော့ပုံမှန်အဝတ်စားဝတ်လို့ရပါတယ် the monks novices and lay brothers had shaven heads but the boys wore their hair long until the day of initiation ceremony ဆိုဘုံနေဟလာကိုရင်နေအကုန်လုံးကခုနဖိုးသူတော်တို့ကသူတို့ကခေါင်းရိပ်ရတယ်เนาะဒါပေမဲ့ဘုန်းကြီးကျောင်းသားတွေကတော့သပင်ရှည်ထားလို့ရတယ်ဘယ်နေ့ထိလဲဆိုတော့သူတို့ရဲ့ဒီ initiation ceremony เนาะသူတို့ရဲ့ဒီ ceremony ပေါ့နော်ဒီ ceremony မတိုင်ခင်ထိသူတို့သပင်ရှည်ထားလို့ရတယ် The work of keeping the monastery and its ground clean was the hands of the junior monks and the novices and the boys အဲ့တော့ဘုန်းကြီးကျောင်းတန်ရှင်းရေးကတော့ဘယ်တော့တောင်းရလဲဆိုတော့ကိုရင်အငယ်တွေနဲ့ကိုရင်အငယ်เนาะဒီဦးစင်အငယ်တွေနောက်ပြီးတော့အကျောင်းမှာရှိတဲ့လူငယ်လူရွယ်တွေကတောင်းယူရပါတယ် Whereas the boys were under the general charge of the monks every novice was under a preceptor chosen from among the senior monks အဲ့တော့ဆရာတို့ဂျိုင်းထဲမှာပဲဆရာတို့เนาะဒီဘုန်းကြီးကျောင်းသားတွေကိုကျွန်တော်ဟိုပါပေါ့เนาะဘုန်းကြီးကျောင်းသားတွေကိုအုပ်ချုပ်တဲ့ဖုံကိုသူတို့တတ်မှတ်တာဖြစ်ပါတယ်เนาะအဲ့တော့ကိုရင်တွေထဲမှာကိုရင်တိုင်းမှာသူတို့ရဲ့ဥပ္ပစေဆရာတော်ဆိုတာရှိပါတယ်เนาะကိုရင်တွေထဲမှာသူတို့တိုက်ရိုက်เนาะmanage လုပ်ပြီးတော့သူတို့ရဲ့ guardian လို့ဟာပုံစံမျိုးပေါ့လူဆိုလို့ရှိရင်တော့သူတို့ရဲ့mentor mentee ပုံစံမျိုးသူတို့အများနဲ့သတ်မှတ်ထားတာရှိပါတယ်เนาะအဲဒီသတ်မှတ်ထားတဲ့
ကိုယ့်ရဲ့ဥပဒေဆရာတော်ရဲ့အဆုံးအမမှုကိုခံယူပြီးတော့နေရတာဖြစ်ပါတယ် Punishment for breach of discipline on the part of the boys was in the form of extra labor in keeping the monastery clean unless the case was a serious one okay အဲ့တော့ဟိုပြစ်ကျူးလွန်လို့ရှိရင်အပြစ်ကအရန်ကြီးလေးတဲ့ပြစ်မှုမဟုတ်ဘူးဆိုရင်တော့ဒီဘုန်းကြီးကျောင်းမှာเนาะသူတို့ရဲ့ဒီတန်ရှင်းရဲ့အလုပ်တွေပေါ့နော်ဒီလိုမျိုးအလုပ်တွေကိုသူတို့ပို့ပြီးတော့အပြစ်ကိုခံယူဖို့အတွက် ਨੇ အလုပ်တွေပို့လို့ခိုင်းတဲ့သဘောရှိပါတယ် when the punishment would be caning by the abbot အဲ့တော့ကြီးလေးတဲ့ဖြစ်သွားပြီဆိုရင်เนาะဒီကျောင်းလိုက်ဘုန်းကြီးရဲ့ချိန်နဲ့ရိုက်တာကို when the punish would be caning by the abbot เนาะ very good would be caning by the abbot เนาะအပြစ်ကြီးလို့ရှိရင်ဘုံဘုံကချိန်နဲ့ရိုက်မှာဖြစ်ပါတယ်95 rules of conduct which novice had to follow were divided into 3 groups အဲ့တော့ဒီကိုရင်တာမဏေလိုက်နာရမယ်เนาะတိတ်ခါဘု65ပါးကို3ပိုင်းပိုင်းထားတယ်เนาะ10 rules of distinction 10 rules of punishment and 75 rules of decorum ဆိုတော့ distinction 10 rules เนาะ distinction အနေနဲ့10 rules 10ပါးရှိမယ်10 rules of punishment เนาะအပြစ်ပေးတာအပိုင်းက10မျိုးရှိပြီးတော့75 rules of decorum เนาะကိုယ့်ရဲ့ကိုစောင့်ထင်းရမယ် diagram အနေနဲ့85အတွက်ရှိပါတယ် the breach of any rule in the first group of by novice was deemed to result in a loss of his distinction or identity as a novice. He was accordingly enforced and expelled from the monastery. အဲ့တော့ဒီသတ်မှတ်ထားတဲ့စီးမြင်နေစီကံနေပေါ့နော်ပထမ group မှာပါတဲ့စီကံတွေကိုချိုးဖောက်မယ်ဆိုလို့ရှိရင်တော့ was deemed to result in a loss of his distinction identity as a novice ကိုရင်တာမဏေဘဝအဖြစ်ကနေသူဆုံးရှုံးအောင်မှာဖြစ်ပါတယ်ဆုံးရှုံးပြီးတော့သူ့ကိုကိုရင်တာမဏေကနေလူလဲပြီးတော့ဘုန်းကြီးကျောင်းကနေနှင်ထုတ်မှာဖြစ်ပါတယ် punishment for a breach of rule in the second group was exhaustion for better contact by the abbot together with extra hours of manual labor ဆိုတော့ကြီးလေးတဲ့အပြစ်ဒဏ်ဆိုရင်တော့ကျွန်တော်တို့ကျောင်းလိုက်ဘုန်းကြီးရဲ့စီမံမှုနဲ့ပေါ့နော်ကျောင်းလိုက်ဘုန်းကြီးရဲ့ order ကိုခံယူပြီးတော့ကျောင်းလိုက်ဘုန်းကြီးကသူကအပြစ်ပေးမှာဖြစ်ပါတယ်เนาะ extra hours of manual labor เนาะအဲ့မှာအလုပ်တွေเนาะဒီအလုပ်တွေပို့ပြီးတော့လုပ်ပြီးတော့အပြစ်ပေးမှာဖြစ်ပါတယ် the breach of one of the 75 rules of decorum merely brought on the culprit's head was of reproach from his preceptor အဲ့တော့75 rules of decorum ကိုချိုးဖောက်မယ်ဆိုရင်တော့ breach လုပ်မယ်ဆိုရင်တော့ခုနဒီအပြစ်ကြီးလေးတဲ့ဒီเนาะအပြစ်ကိုဝန်ခံရမှာဖြစ်ပါတယ်เนาะကိုယ့်ရဲ့ဥပ္ပစေဆရာတော်စီမှာဝန်ခံပြီးတော့ပြစ်တွေကိုဝန်ခံပြီးတော့တောင်းပန်ဥချမှာဖြစ်ပါတယ်เนาะအဲ့ဒါကကျွန်တော်တို့ဒီဘုန်းကြီးကျောင်း monastery ရဲ့စီကံကျင့်ဝတ်တွေဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့monastery ဆိုရဲဒီဒေါက်တာထင်အောင်ရဲ့ပေါ့နော်monk till Buddhist monk till ဆိုရဲစာအုပ်ထဲကကျွန်တော်ဖတ်ပြတာကိုဒီမှာပဲကျွန်တော်အဆုံးသတ်ခွင့်ပြုပါခင်ဗျာကျွန်တော်တို့ရှေ့လာမယ့်အပတ်များမှာလည်းအခါသင့်တယ်လို့ကျွန်တော်အကျိုးရှိစေမဲ့စာအုပ်များကိုကျွန်တော်ကောက်နှုတ်ပြီးတော့ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ် Have a nice day and thank you for watching and keep learning with Sia Ture